ယမုရရဲ့အဆုံးအမကိုတလေးတစားမိကိုအားထားကြတယ်ဘုရားဘာသာဝင်ဖြစ်သည့်အားလျော်စွာမြတ်စွာဘုရားဘာကိုတို့ကိုအရေးတကြီးဆုံးမတယ်လဲတို့မလုပ်ရမယ့်အချက်တွေဘာတွေပါတယ်လဲဆိုတာသိရှိနားလည်ပြီးတော့မိမိတို့ရဲ့အတိုင်းအဝိုင်းနော်မိမိတို့ရဲ့ဒေသဒါမျိုးတွေကဲအာယုစိုက်ပြီးတော့လုပ်ကြဟောစီးပွားဥစ္စာပျက်စီးဖို့ရအကြောင်းတရားတွေနံပါတ်1ကဘာတော့ဆိုသူရာမေရယမစ္ဆပမာဒဌာနာနုယောကိုအယတိစာတောက်စားမှုပေါ်မှာအထုတ်နေတာမူရစေဝသုံးဆွဲမှုတွေပေါ်မှာမူရစေဝရောင်းဝယ်ဖောက်ကားလူတို့ကြားမှာဖြန့်ဖြူးနေတာဒါတွေဟာအားလုံးစီးပွားဥစ္စာပြတ်ဖို့လူမျိုးလုံးအညွန့်တုံးပြီးတော့တိုင်းပြည်ပျက်စီးဖို့အတွက်ဖြစ်လာလိမ့်မယ်မြတ်စွာဘုရားတင်တော်ဟောဒါတွေမကဘူးစီးပွားဥစ္စာပျက်စီးနိုင်တဲ့တခြားအကြောင်းတွေပါမြတ်စွာဘုရားထည့်ပြီးဟောအဓိကကတော့မူရစ်ကိုအဓိကထားပြီးမြတ်စွာဘုရားဟောတာအဲ့ဒါနဲ့ဆက်နွယ်ပြီးတော့ဟောတာစီးပွားဥစ္စာပျက်စီးနိုင်တဲ့အကြောင်းတရားတွေကိုလူတွေသတိထားရမယ်နံပါတ်1ကဘာလို့ဆိုဝိကာလဝိတိခာစရိယာနုယောကိုအချိန်မတော်အချိန်တော်ညလမ်းပေါ်မှာရှောက်သွားနေမှုတွေဟာလေစီးပွားဥစ္စာပျက်စီးခြင်းအကြောင်းတစ်ခုပဲဒီလိုဆိုဟောနောက်နံပါတ်3ကျတော့သမစ္ဆာဖိစံအပြောအပါပွဲလန်းတဲ့ပင်ဒီပေါ်မှာကျက်စားမှုပွဲဘယ်နာမှာရှိတယ်ဆိုရင်သွားကြည့်တယ်ဘလောက်ဝေးတဲ့နေရာပဲဖြစ်ပွဲရှိရင်သွားကြည့်တယ်ဆိုရင်ပွဲကြိုက်တဲ့အလေးအထားကြီးတစ်ခုကလည်းစီးပွားဥစ္စာပျက်စီးစေတတ်တယ်တဲ့နောက်တစ်ခုကတော့ဇူတပမာဒဌာနာနုယောကိုအလောင်းကစားလှုပ်ထားတယ်ဟာလေပျက်စီးခြင်းစီးပွားဥစ္စာပျက်စီးခြင်းအကြောင်းတစ်ခုပဲနောက်နံပါတ်5တော့ပါပမိတ်တာနုယောကိုမကောင်းတဲ့မိတ်ဆွေတွေနဲ့ပေါင်းတဲ့နဲ့ကောင်းတဲ့ဘက်ကိုမတွန်းဘူးမကောင်းတဲ့ဘက်ကိုတွန်းတယ်မကောင်းတဲ့အလုပ်တွေလုပ်မဲ့လူတွေမကောင်းတဲ့အတွေးတွေတွေးတဲ့ပုဂ္ဂိုလ်တွေမကောင်းတဲ့စကားပြောတဲ့ပုဂ္ဂိုလ်တွေစီးပွားဥစ္စာပျက်စီးစေတတ်တယ်အတွေးအကြံအပြောဆိုတွေအလုပ်ကိုင်တွေလုပ်နေတဲ့မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းသိမှုဟာလည်းပဲစီးပွားဥစ္စာပျက်စီးခြင်းအကြောင်းတစ်ခုပဲနောက်ဆုံးအချက်ကတော့အလုံးမလုံးချင်မှုပြင်းတယ်နော်မိမိတို့ကြိုးစားအထောက်ရမယ့်အချိန်မှာအာလတ္တရာနုယောကိုတက်တက်တာနေပြီးတော့ချောင်းခိုးတယ်အလုံးမလုံးချင်ဘူးယုံပြင်ကနာဆိုလို့ရှိရင်ယုံကိုအချိန်ပြည့်မလုံးချင်ဘူးလက်ဖိတ်ဆိုင်သွားထိုင်အချိန်ဖြုံးတယ်ယုံလွတ်တယ်ဆိုတာဒီအဲ့ဒါလို့လုံးရမယ့်အလုပ်မှာပြည့်ပြည့်ဝဝမလုပ်ဘဲနဲ့အပြင်းထူးနေခြင်းဟာလဲတိုင်းပြည်ဆင်းရဲခြင်းအကြောင်းပဲစီးပွားဥစ္စာမတိုးတက်ခြင်းအကြောင်းတွေဖြစ်တယ်